ကိုသုံးနေတဲ့ Atom Flexinet က MyDay Mini Bucket တို့ကိုပေါ့နော် internet သုံးတဲ့ခါကျရင် internet သုံးလို့ရလားမရလားဆိုတာကိုဘယ်လိုစစ်ရမလဲ internet သုံးတဲ့ခါကျရင် Atom Flexinet တို့ MyDay Mini Bucket တို့ထည့်သုံးတဲ့ခါကျရင်ပေါ့နော် line မကောင်းဘူးတော်ကြည့်ရင်တပုံးနှစ်ပုတ်လောက်ကြည့်ပြီးရတယ် line လေးထစ်တယ်ဆိုပြီးဖြစ်တယ်ပေါ့နော်အဲ့ဒါကိုတချို့တော့ပေါ့နော်ဒီလို Atom Flexinet ကြောင့် MyDay Mini Bucket ကြောင့်လို့ထင်တယ်ပေါ့နော်တကယ်ကကြတော့အမားတို့ပေါ့နော် internet သုံးတဲ့ခါကျရင်တော်ကြည့်လို့ထစ်တယ်ဆိုရင်ပေါ့နော်ဒီလိုမျိုးစင်ကတ်တွေကြောင့်ဖြစ်တာလားကိုယ့်ရဲ့ပေါ့နော်တော်ကြောင့်ဖြစ်တာလားဆိုတာကိုစစ်လို့ရတယ်နော်ဒီလိုမျိုးစင်ကတ်တွေက line ကောင်းမကောင်းဘယ်လိုစစ်ရလဲဆိုတာမစစ်ပြပေးမယ်နော်ကိုယ့်ရဲ့ဖုန်းထဲမှာရှိရပေါ့နော်ဒီမှာ Google ထဲကိုဝင်လိုက် Google ထဲမှာဒီ search bar မှာဆိုရင် internet speed ဆိုပြီးရလိုက်ပေါ့နော်ဒီမှာ internet speed တက်လို့ရိုက်လိုက်ပြီဆိုရင်ဒီပေါ်မှာ fast.com ဆိုတာရှိရဒီမှာဆိုရင်ဒါကိုယ့်ရဲ့ပေါ့နော် internet ကဘယ်လောက်ထိတက်နေလဲဆိုတာကိုဒါကြည့်လို့ရရပေါ့နော်မဆုံကကြတော့ဒီကဘာနဲ့စစ်နေအောင်ဆိုတော့ဒီထဲမှာမဆုံကဒါ Atom Flexinet ကလေးထည့်ထားတာပေါ့နော်ဒီ set တဲ့ကိုအဲ့ဒါမို့မဆုံဒီ wifi နဲ့စစ်နေတာကိုကပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဖုန်းထဲကို Atom Flexinet ကထည့်ပြီးတော့ဒီ Google ကနေပြီးတော့ပေါ့နော် internet speed စစ်ရင်လည်းကိုယ့်ရဲ့ဒီစင်ကတ်ကပေါ့နော်ဘယ်လောက် Mbps ထိထွက်နေအောင်ဆိုတာလည်းသိလို့ရတယ်မဆုံလိုမျိုးပေါ့နော်ဒီလို wifi set လေးတဲ့ကိုထည့်ပြီးတော့မှ wifi ရှိတ်ပြီးတော့ပေါ့နော်ကိုထည့်ထားတဲ့စင်ကတ်က internet speed ဘယ်လောက်စစ်လဲဆိုတာလည်းဒါစစ်လို့ရတယ်ပေါ့နော်ကိုသုံးနေတဲ့ကိုထည့်သုံးတဲ့စင်ကတ်ကပေါ့နော်ဒီလိုမျိုး internet speed လည်းတက်တယ်ဒါကမှအမားတို့တီတီတွေပါကြည့်ရခါကျရင် line ထစ်နေရဆိုတာသိကြတယ်ပေါ့နော်သူများတွေဘယ်လိုသုံးနေလဲတခုခံသုံးတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုကခံပြီးတော့သုံးကြည့်ပေးပါနော်